အားလုံးပဲမင်္ဂလာပါအိမ်နေမှု channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟိုဒီမှာဗီဒီယိုမှာမြင်တွေ့နေရတဲ့အတိုင်းဒီ NLP တိုက်နေရင်ဘယ်လိုလုပ်ရမလဲလို့မေးထားတဲ့ comment လေးတွေ့ပါတယ်အဲ့ဒါလေးကိုဗီဒီယိုနဲ့တော့ရှင်းပြမှာဖြစ်ပါတယ်ဒီမှာဘာနော်မှာပြီးတိုင်းမှာဒီမူလီကိုဒါပြီးတိုင်းရဲ့မူလီကိုရှော့လိုက်ပြီးရင်ပြီးတိုင်းကမူလီကိုရှော့ပြီးရင်ဒီပြီးကိုဒီမှာလိုကစားလို့ရပါဘူးနော်ဒီမှာပြီးတိုင်းမှာဒီရှိကဖုံးဖွင့်လိုက်လို့ရှိရင်ဒီနက်ကိုရှော့ပြီးရင်ဒီမှာဒီပြီးကိုလိုပါနော်လိုကစားလို့ရပါတယ်ဒီမှာအကိုဒီမှာအလဲပေါ့နော်အလဲကိုထားပြီးတော့ဒါကိုပြန်ကြက်လိုက်ရပါပြီပြီးရင်ဒီကောင်ကိုပြန်ကြက်လိုက်ပါဒါဆိုရင်NLP ထိတဲ့ပြဿနာဒီလေတော့ဖြစ်ပါတယ်နောက်တစ်ခုကြတော့ဒီအပ်ပေါ့နော်ဒီမှန်မြင်အပေါက်ရဲ့တဲ့ကိုမကြပဲနဲ့ဒီအကဥပမာဒီဘက်ကိုတိုက်လေလားဟိုဘက်ကိုတိုက်နေလားအတိုင်မှာစောင်းပြီးတော့ဗောနော်ဒီအတိုင်မှာစောင်းပြီးတော့ဒီမှန်မြင်နဲ့တိုက်တဲ့အခြေအနေမျိုးဆိုရင်အတိုင်ကိုလည်းလှုပ်လို့ရပါတယ်အတိုင်ကိုလှုပ်တဲ့ခါကျရင်အတိုင်ကိုပြုပြင်ရင်ဒီလိုဒါလေးတွေကိုဖြုတ်လိုက်ပါနော်ဒါလေးတွေဖြုတ်ပြီးတော့ဒီအတိုင်ပေါ့နော်ဒီအတိုင်ကိုလိုဒီဘက်ကနေပြီးတော့ဒီဘက်ကိုလည်းနည်းနည်းဒီအတိုင်လေးကိုပေါ့နော်ဒီလိုဒီနေရာကိုရိုက်ပြီးတော့ဒီဘက်ကိုရွှေ့လို့ရတယ်လိုသလောက်ပေါ့နော်နည်းနည်းလေးပေါ့နော်ဒီမှာဒီအနေထားမှာအကယ်လို့ဒီဘက်ချမ်းအောင်ကတ်မယ်လို့ဟိုဘက်ကိုရိုက်ရမှာနော်ဟိုဘက်ချမ်းအောင်ကတ်ရင်ဒီဘက်ကိုရိုက်ရမှာဖြစ်ပါသူ့ကိုရိုက်တဲ့နေရာမှာဒီအတိုင်ပေါ့နော်ဒီလောက်အတိုင်ဒီအောက်ဆုံးမဟုတ်ဘူးနော်နည်းနည်းလေးတင်ထားပါတော့တဝက်လောက်ဒီအဆုံးထိလည်းမဟုတ်ဘူးအောက်ဆုံးမှလည်းမဟုတ်ဘူးဒီတဝက်လောက်နေထားမှတင်လာပြီးတော့ဒီနေရာလေးပေါ့နော်ဒီအဖျားလေးကိုတူလေးနဲ့ပေါ့နော်ဒီအဖျားလေးကိုအตาလေးပေါ့ဖြည်းဖြည်းလေးရရမှာဖြစ်ပါတယ်ခုခံပြီးတော့ရရမှာဖြစ်ပါတယ်เนาะဒီလိုမျိုးလေးပေါ့နော်ဒီလိုဝက်ကိုလည်းဖြစ်ဖြစ်ဒီလိုဝက်ကိုလည်းခံပြီးတော့ဒီကနေပြီးတော့တူလေးနဲ့ဒီကနေဒီဘက်ကိုရအောင်နည်းနည်းလေးပေါအောင်ဆက်ကလေးတစ်ချက်လောက်ဒီလိုရိုက်လို့ရတယ်အကယ်လို့ဒီဘက်ကိုအပါများနေဟိုဘက်ကိုရိုက်လို့ရတယ်ဒီအတိုင်ကဟိုဘက်လည်းရိုက်လို့ရတယ်ဒီဘက်လည်းရိုက်လို့ရတယ်နော်ဒီမှာဒီအောက်မှာလိုသလောက်လို့နော်နည်းနည်းလေးပေါ့နော်ထိတယ်နဲ့သူကနည်းနည်းလေးကန့်တယ်နည်းနည်းလေးဆက်လေးထိနေသူဟိုဘက်တွေရိုက်လို့ရပါတယ်သူကရိုက်တဲ့အချိန်မှာနည်းနည်းလေးတင်တာပါနော်ဒီအဖျားနာထိရင်ချရတယ်နည်းနည်းလေးပေါ့အပေါ်လည်းမဟုတ်ဘူးဒီတဝက်လောက်မှာဒီလိုနေထားမှာဆက်ကလေးဒီဘက်ကိုလည်းရိုက်လို့ရတယ်ဒီဘက်ကိုလည်းရိုက်ရတူလေးနဲ့ပေါ့နော်ဟုတ်တူလေးနဲ့တစ်ခုဒီလိုခံပြီးတော့ဒီနေရာကိုရိုက်ပါနော်နောက်ဒီအနောက်ကိုလည်းဒီတိုင်းပါပဲဒီဘက်ကိုလည်းဒီတိုင်းပါဒီဘက်ကိုဆိုရင်လည်းဒီမှာမြောင်း
ပြန်မျှော့ကြောင်းလေးရှိတယ်တဲ့မျှော့ကြောင်းနာသွားမှာဒီနော်ဒီမျှော့ကြောင်းနာမှာဆိုရပါတယ်ဒီမျှော့ကြောင်းနာသွားရင်ဒီလိုမျှော့ကြောင်းဖုံးသွားရင်ဒီ app ပြန်ထည့်လို့မရအောင်နော်သူရိုက်တဲ့ချိန်ကျဟိုပါပေါ့ဟိုပါပေါ့အကျိုးရှိရပါပြောပါနော်တစ်ခုခုခံထားလိုက်ပိုကောင်းနော်ဒီမျှော့ကြောင်းမထည့်အောင်ရိုက်ရပါဒါမှမဟုတ်ဒီလိုမျိုးဒီမျှော့ကြောင်းနဲ့ထည့်ပြီးတော့နော်မျှော့ကြောင်းနဲ့ထည့်ပြီးတော့နည်းနည်းဒီလိုနောက်ကနေမျှော့ကြောင်းထည့်ပြီးတော့နောက်ကနေပြီးတော့ရိုက်လည်းရပါတယ်ရိုက်တဲ့အခါကျရင်ဒီအောက်နည်းနည်းချတာနော်အောက်ထိလည်းမဟုတ်ဘူးနည်းနည်းလေးမှဒီအချိန်မျိုးမှရိုက်ရတာဖြစ်ပါလေဒီဘက်ကရိုက်ရင်တော့ဒီလိုထောက်ပြီးတော့ဒီထောက်ပြီးရိုက်တာကောင်းပါတယ်ဒီလေးနဲ့နည်းနည်းဆက်လိုက်တယ်နဲ့ပြီးတော့ရွေ့ပါတယ်အားလုံးပဲဒီတက်ကြမလို့ပြောလင်းပါတယ်နောက်တစ်ခုကဒီပြီးပေါ့နော်စောစောလို့ဒီနေရာကနေပြီးတော့ရှော့ပြီးတော့ဒီပြီးကိုဒီအလေကြောက်ဟိုဘက်ဒီဘက်လှည့်လိုက်တဲ့အချိန်မှာပြီးကဒီမူလီရှော့လိုက်တဲ့အတွက်ကြောင့်ပြီးကဒီလိုအမြင့်ကြီးပေါ့နော်မူလီရှော့လိုက်တဲ့အတွက်ကြောင့်ပြီးကအမြင့်ကြီးပြန်တက်သွားနိုင်ပါတယ်ပြီးကအမြင့်ကြီးတက်သွားလို့ရှိရင်ဒီမှာဒီအောက်ကိုကောင်းကောင်းမဖိတော့ဘောနော်ဒီမှာယော့နေအဲ့ဒါဆိုဘယ်လိုလုပ်မလဲဆိုရင်ဒီမှာဒီနေရာပဲပေါ့နော်ဒီပြန်ချခြင်းနဲ့ဒီကပဲပေါ့နော်ဒါနားလို့ပေါ့နော်ဒီမှာဒီလိုပြီးကိုမြှောက်ထားပြီးတော့နော်ဒီမှာကိုလိုပြန်ချတာလို့ရပါတယ်နော်ဒီပါဦးဒါပြီးကိုဒီမှာအနောက်ကနေပြီးတော့နောက်ကနေဒီပြီးကိုတင်လာရပြီးတအားမြင့်နေတယ်အောက်ကိုမကပ်ဘူးဆိုရင်ဒီဥစ္စာပဲပေါ့နော်ဒီခုနပြတဲ့ဒီနတ်ပဲဒါပြီးတိုင်ကိုကစားတဲ့ဒီနတ်ကပြီးတိုင်ကိုကစားတယ်ပေါ့နော်ပြီးကိုအဲ့နဲ့တော့ဟိုဘက်ဒီဘက်ရွှေ့လို့ရတယ်ပြီးကိုမြင့်ကျင်ရတယ်အောက်ကိုနှိပ်ချခြင်းလည်းရတယ်နော်ဒီမှာပြီးမြင့်သွားရင်လည်းဒီမှာရှော့ပြီးတော့ဒီမှာပြန်ချလို့ရတယ်နော်ကိုလိုချလို့ရတယ်ကိုလိုပြန်ချလို့ရတယ်ပြီးတအားမြင့်နေလဲဒီမှာနှိပ်ပြီးတော့ဒီအောင်ရှော့ပြီးတော့ဒီမူလီရှော့နော်ဒီမူလီရှော့ပြီးတော့အောက်ကိုပြန်ရှော့ချလို့ရတယ်နော်ရှော့ချပြီးမှဒီမှာချိန်မှရလို့ရနော်ပြီးလို့ရှိရင်ဒီမှာမြင်းနဲ့ပြန်ကြက်လိုက်ပါပြီးရင်ဒီနက်ကိုပြန်ကြက်လိုက်ပါနော်ဒါဆိုရင်ဒီမှာခုနကတ်သွားရနော်ခုနတော့ဒီမှာလှုပ်ဒီကောင်အောက်မကောက်ဘူးလှုပ်ဒါအဖိနေလဲအပေါ်တင်လို့ရနော်အကယ်လို့အောက်ကိုမကြောက်ဘူးဆိုလဲချလို့ရတယ်အပေါ်ပြန်တင်လဲရတယ်နော်ဒီနတ်ပါပဲ